အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ MNGB application ကိုအသုံးပြုပုံအပိုင်း9လေးဖြစ်ပါတယ်ဒီအပိုင်း9မှာတော့ကျွန်တော်တို့ဒီရွှေအလေးချိန်တစ်ခုနဲ့တစ်ခုပေါင်းတာနှုတ်တာတွေကိုလွယ်လွယ်ကူကူပေါ့နော်ဒီ calculator နဲ့ရှာတွက်နေရမလို့ပဲねလွယ်လွယ်ကူပေါင်းလို့နှုတ်လို့ရအောင်လုပ်ပြရတာဖြစ်ပါတယ်ဒီပေါင်းတာနှုတ်တာကြောင့်ကျွန်တော်တို့ဒီချိန်တွေဆိုတဲ့နေရာမှာရှိပါတယ်ကျွန်တော်တို့တွေအရင်ဗီဒီယိုအပိုင်း၄မှာဒီ gram ကနေကြက်ကိုပြောကြက်ကနေ gram ကိုပြောင်းတာရခဲ့ရပြီပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့အပေါင်းနှုတ်ဘက်ကိုသွားပါမယ်အပေါင်းနှုတ်မှာကကျတော့ဒီဈေးနှုန်းတွေမထည့်လေရတယ်ပေါ့နော်ဈေးနှုန်းတွေမထည့်လေရတယ်ထည့်ခြင်းနေဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ပေါ့နော်ဒီကျွန်တော်တို့ပေါင်းလိုက်တဲ့အလေးချိန်တန်ဖိုးနှုတ်လိုက်တဲ့အလေးချိန်တန်ဖိုးကိုဒီလက်ရှိကာလပေါက်ဈေး390လား300လားပေါ့နော်အဲ့လိုမျိုးတွေနဲ့တခါတည်းတွက်ချက်ပေးတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပေါင်းမှာကကြက်ပဲရွေးနဲ့ပေါင်းမှာလားဘာနဲ့ပေါင်းမှာလဲပေါ့နော်အဲ့တော့ပေါင်းမယ်ဆိုရင်ကျွန်တော်တို့ကရွှေအရည်သေးတစ်မျိုးကိုပဲပေါင်းလို့ရရင်ပေါ့နော်ကဲကျွန်တော်တို့တွေဘာနဲ့ပေါင်းကြမလဲဆိုတော့ဒီရွေးကင်းနဲ့စလိုက်ရင်ပေါ့နော်ဒီ၄ရွေးနဲ့4ရွေးနဲ့ပေါင်းရင်ဘယ်လောက်ရမလဲဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်ပေါ့နော်4နဲ့4နဲ့ထည့်လိုက်တယ်ဆိုတော့တပဲရရင်ပေါ့နော်ဒါလို့ဆိုတော့ကျွန်တော်တို့4နဲ့4နဲ့ပေါင်းလို့ရှိရင်8ရွေးဆိုရင်ဒါတပဲဖြစ်တာကိုဒါကြောင့်မလို့4နဲ့4နဲ့ပေါင်းလိုက်ခြင်းဟာတပဲဆိုပြီးတော့ဒီမှာရလဲထွက်လာပါတယ်ခံမှန်းတန်ဖိုးကတပဲကို6,2500ဆိုပြီးတော့ထွက်လာပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီအပေါ်မှာဒီ120လား128လားဆိုတော့တိတ်မသုံးခဲ့ကြဘူးပေါ့နော်ဒီမှာတော့ကျွန်တော်120ကိုတစ်ချက်ရွှေ့ထားလိုက်ပါမယ်120ကိုရွှေ့ထားပြီးသွားလို့ရှိရင်ဒီမှာဘယ်လောက်ဖြစ်သွားလဲဆိုတော့တပဲနဲ့0.5ပေါ့နော်တပဲနဲ့တစ်ချမ်းဖြစ်သွားတယ်ပေါ့နော်တပဲနဲ့တစ်ချမ်းဆိုပြီးတော့ဖြစ်သွားပါတယ်ဒါကဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့တွေဒီ120စနစ်မှာကြတော့တပဲမှာ9.5ရွေးရှိရပေါ့နော်ကျွန်တော်တို့ total ပေါင်းလဲဟာဒီမှာ4နဲ့ပေါင်း4ဆိုတော့8ရွေးရှိတာဖြစ်တဲ့အတွက်9.5ကိုတပဲပြည့်လို့တပဲနေရာပို့လိုက်ချိန်မှာအနောက်မှာ3.5တချမ်းကြံခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေရာမှာတပဲနဲ့တချမ်းဆိုပြီးဖြစ်သွားတာပါအဲ့တော့128ကိုပြန်ပြောင်းလိုက်လို့ရှိရင်ဒီမှာ128မှာကြတော့တပဲမှာ8ရွေးအတိရှိတာဖြစ်လို့ဒီမှာတပဲဆိုပြီးတော့တိတိကျကျပြသွားပါတယ်အဲ့တော့နောက်ထပ်စရင်းထပ်တိုးရင်ပေါ့နော်ကျွန်တော်ထပ်ပေါင်းမယ်ဒီမှာဘယ်လောက်ထည့်လိုက်မလဲ2ပဲထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်စုစုပေါင်း3ပဲဖြစ်သွားတယ်ထပ်ပေါင်းလိုက်မယ်ဒီမှာ9ရွေးထပ်ထည့်လိုက်မယ်ဒီမှာဆိုရင်3ပဲနဲ့9ရွေးဖြစ်သွားတယ်အဲ့တော့9ရွေးနဲ့3ချမ်း9ရွေးနဲ့3စိတ်ဘယ်လိုထည့်မလဲဆိုတော့3စိတ်ဆိုတာ0.75เนาะအဲ့ဒါကြောင့်မလို့9.7/5ဆိုပြီးထည့်ရရင်ပေါ့နော်ဒါဆိုရင်9ရွေးနဲ့3စိတ်ဖြစ်ပါတယ်တော့ဒီအောက်မှာခုနကျွန်တော်တို့ဈေးထည့်ထားတယ်ပေါ့နော်တစ်ချက်သားတန်ဖိုးက300ဖြစ်ပါတယ်တပဲသား6,2500တရွေးသားက9,8000ပေါ့နော်125အဲဟိုတဂရမ်ကို MG5 စနစ်နဲ့ချိန်ရင်6,000ပေါ့နော် MG1 စနစ်နဲ့ချိန်လို့ရှိရင်တဂရမ်ရဲ့ဈေးက6သိန်းရှိပါတယ်ပေါ့နော်โอเคပါဒါဆိုရင်အပေါင်းကိုရပြီပေါ့နော်ဒီအနှုတ်ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ဒီညမှာဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ဒါလေးပြန်ပြီးတော့ဖြတ်ရမယ်ပေါ့နော်အနှုတ်ဖြစ်နေတယ်ရှင်းလိုက်မယ်ပေါ့နော်โอเคရှင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဥပမာကိုယ့်ရဲ့ရွှေက4ပဲရှိနဲ့5ရွေးရှိရပေါ့နော်4ပဲနဲ့5ရွေးထဲကနေပြီးတော့ဥပမာကိုယ့်မှာအခောက်ရွှေက4ပဲနဲ့5ရွေးရှိတယ်အဲ့ဒါကိုပထိန်အပ်တဲ့အခါမှာပထိန်ကတော့အခောက်2ပဲပေးရမယ်ဆိုပြီးတော့မေးရဲဆိုလို့ရှိရင်ဒီမှာပေါ့နော်ဥပမာအခောက်ဒါနည်းနည်းဒါရအရင်တွက်တာလွယ်တယ်နည်းနည်းခက်တဲ့ဟာလေးပေါ့ဥပမာအခောက်ကတပဲနဲ့တစ်စိတ်ပေးရမယ်တော့အဲ့လိုတပဲနဲ့တစ်စိတ်ဆိုလို့ရှိရင်3.25ပေါ့နော်အဲ့ဒါမျိုးလေးဆိုလို့ရှိရင်ဘယ်လောက်ရမလဲဒီမှာ3ပဲနဲ့4.5ကြံမယ်ဆိုတဲ့သဘောပေါ့နော်အဲ့လိုမျိုးလေးသမအနေနဲ့နည်းနည်းရှုပ်တာလေးတွေဆိုလို့ရှိရင်ဒီလိုနှုတ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောတာပါဒီတော့ဆိုရင်အပေါင်းနဲ့အနှုတ်ကိုသိကြရင်ထင်တယ်ပေါ့နော်အပေါင်းနဲ့အနှုတ်ကိုရွှေကအရင်ခက်ခဲလေးမဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့တွေရှစ်ရွေးကိုပေါက်လို့ရှစ်ပြည့်ရင်တပဲပို့ပဲကိုပေါက်လို့16ပြည့်ရင်တစ်ကျဲပို့ပေါ့နော်ဒီစနစ်တိုက်သွားရပါအဲ့တော့ grand နဲ့ဆိုလို့ရှိရင်လည်းဥမာ grand ချင်းပေါက်တာပေါ့လေနော်ဘာမှခက်ခဲမဟုတ်ပါဘူးတခုထူးခြားသွားတာကြတော့ဒီနေရာမှာပေါက်သေးလေးထည့်ထားလိုက်ရုံနဲ့ပေါ့နော်ဒီနေရာပေါက်သေးလေးထည့်ထားလိုက်ရုံနဲ့ကိုဟိုဖြစ်သွားရပါတော့ဒီကိုပေါက်လိုက်တဲ့ကိုနှုတ်လိုက်တဲ့ grand ရဲ့အလေးချိန်ရဲ့ပေါက်ဈေးတန်ဖို့ပါတခါတည်းစုစုပေါင်းထွက်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးပါโอเคဒါဒီလောက်ဆိုရင်တော့ဒီအပေါက်တဲ့အနှုတ်တဲ့အပိုင်းကိုအားလုံးရကြမယ်လို့ထင်ပါတယ်
နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြပါမယ်ကျွန်တော်ကိုသိကျင်တာရှိလို့ရှိရင်လည်းဒီ comment ကနေပြီးတော့လည်းမေးလို့ရတယ် messenger ကနေပြီးတော့လာမေးလို့ရပါတယ်ကျွန်တော်လာမေးသမျှလူတိုင်းကိုလည်းကျွန်တော် message ကိုမြင်တဲ့အချိန်အားတာနဲ့ကျွန်တော်ချက်ချင်းပြန်ပေးရတယ်ပေါ့နော်ပြန်ပေးတဲ့သူတွေလည်းသိကြပါတယ် okay ဒါဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုပြန်ဆုံးတွေ့ကြပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်